နိုင်ငံတွေလက်ရှိတိုက်ပွဲများဖြစ်ပွားနေတဲ့ကချင်ပြည်နယ်ဟာမြန်မာပြည်မြောက်ပိုင်းမှာရှိပြီးအရှေ့ဘက်တရုတ်နိုင်ငံနဲ့အနောက်ဘက်အိန္ဒိယနိုင်ငံတို့ကြားတွင်တည်ရှိပါသည်စတူယာမိုင်ပေါင်း3400ကျော်ကျယ်ဝန်းပြီးလူဦးရေ2 သန်းဝန်းကျင်လောက်ရှိပါသည်မြန်မာလူလက်ရေးရတဲ့နှစ်1948ဇန်နဝါရီလ10ရက်နေ့မှာကချင်ပြည်နယ်ကိုဖွဲ့စည်းခဲ့ပြီးကချင်အများစုနေထိုင်တဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်အများစုကိုယ်ကွယ်တော်ဘာသာကတော့ခရစ်ယာန်ဘာသာဖြစ်ပါတယ် KIO ထိန်းချုပ်နယ်မြေမှာဆောက်လုပ်တဲ့တာပိန်ရအားလျက်စစ်လုံခြုံရေးကိစ္စကြောင့်စတင်ဖြစ်ပွားခဲ့ပြီး KIO ဆက်ဆံရေးယုံကဒုတက်ချက်ချရင်ကိုမြန်မာအစိုးရစစ်တပ်မှနှိပ်စက်တပ်ဖြတ်လက်ယုံတမကပဲအဲ့ဒီနေရာသဝိုက်တွင်စစ်အင်အားတိုးချဲ့မှုတွေပြုလုပ်ပြီးဇွန်လ9ရက်နေ့နောက်ပိုင်းမှစတင်ထိုးစစ်ဆင်ခဲ့တာဟာ6လနီးပါးကြာခဲ့ပြီးဖြစ်ပါတယ်6လအတွင်းကချင်ပြည်နယ်နေရာအနှံ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်နယ်စပ်တွေမှာပါယနေ့အထိတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိနေပါတယ်တိုက်ပွဲများကြောင့်ထွက်ပြေးသိမ်းရှောင်နေရသောဒုက္ခသည်လူဦးရေအားလုံး4000ကျော်နီးပါးရှိပါတယ်။အဲ့ဒီထဲဟာဒုက္ခသည်3000ကျော်ကတော့ KIO နေမြေထဲသို့လာရောက်ခလုံတာဖြစ်ပြီး9000ကျော်ကတော့မြန်မာအစိုးရထိန်းချုပ်နေမြေထဲသို့တွားရောက်ခလုံတာဖြစ်တယ်လို့ဂျန်အနည်းစုကတော့တရုတ်ပြည်ထဲသို့တွားရောက်ခလုံနေရတာဖြစ်ပါတယ်။မြန်မာအစိုးရထိန်းချုပ်နေရာတွေမှာတင်းကျပ်ချုပ်ကိုင်မှုတွေကြောင့်ဒုက္ခသည်များအကူအညီအလင်းများမရောက်နိုင်ပဲဖြစ်နေရပါတယ်อยู่แบบนู่นก็มีฉันစာတီးရတော့ပမော်ချောင်းရပဲဒါပေမဲ့ကျွန်တော်ကအဲ့ဒီနတ်ဆိုင်ရလဲလုံးရွာမှာလဲလာလို့ဆို3နှစ်လောက်ရှိပြီ19ခုနှစ်တကယ်တိုင်မှလာလို့အခု3နှစ်လောက်ရှိလဲလုံးရွာနေအဲ့ဒီကျိုးတုပ်ပြီးမှတခါလဲအထမ်းခိုင်းတော့အဲ့နတ်ဆိုင်ရနဲ့အဲ့မပွန်ပဲတလားကျော်တော့ကျော်တလားကျော်အကိုတို့အန်တီတို့လာဖမ်းသွားတဲ့စစ်တပ်ကဘယ်စစ်တပ်ဆိုတာသိလားသိရရှမ်းပြည်နယ်ကိုခလာရ101ကိုဖမ်းတော့အကိုနဲ့အတူတခြားတငယ်ချင်းတွေရောက်ပါလားပို့တာပါတယ်4ယောက်5ယောက်ပေါ့2ယောက်ကတော့ကချင်2ယောက်ကတော့ပမာကျွန်တော်တယောက်ပဲရှမ်းထိကြိုင်ကတယောက်ဟိုဟာမုံကြီးကတယောက်မိုးကောင်းကတယောက်မိုးကောင်းအောင်တော့တပ်ပြပလိုက်ဒီခါလေးချီဖနှောင်းနဲ့ကမိမစုဒီမျိုးလက်မြောက်တော့မှလက်ချဒီခါလေးနောက်စီဒီခါလေးတိုင်ငယ်လို့ပြတိုင်မှာတောင်အောက်ကန်ချလိုက်တော့ပြီးရောအဲ့နန့်ဆိုင်ရအကြောင်းရှိမှတတ်တာများအဲ့နန့်ဆိုင်ရတွေ့တဲ့လူဆိုအမေးများမရှိခွေးတော်မှပြတာခိုင်းတာအဲ့ပြောဟာကကြောင်လုတ်တဲ့လူကိုပြတာမှထားမှရက်မကြော်စေဘူးအဲ့ဒီအိမ်မရှိမှဆိုအဲ့ဒီလူကိုတခါလဲဆွဲထည့်မှအဲ့အိမ်လည်းမရှိဘူးအဲ့ဆိုင်တော့ပေါက်ပြီးမှဆိုတူတူဆန်းတယ်တူတူရချင်တဲ့ရိတ်ခါဆန်းတယ်တဲပြီးမှဆိုကျူအဲ့မျိုးတော့သူတို့လူချင်းနေပြီးအမလင်းနေပါအားလုံးတူတူဝိုက်တော့အဲ့မျိုးပေါ့အဲ့မျိုးတွေလောက်တော့
กับข้าคุณปวดมาทางข้าคุณจะเสร็จอาศักก็สิจันเสร็จอะงัวตายมองคนเตี้ยกว่าละตับ KIO ထိန်းချုပ်နေနေတဲ့သူရောက်ရှိလာတော့ဒုက္ခသည်များကို KIO ဆိုရဘက်မှအဓိကပံ့ပိုးပေးလျက်ရှိပြီးနိုင်ငံတကာအကူအညီများကတော့အလွန်နည်းသလောက်ဖြစ်ပါတယ်ကျွန်တော်တခြားထွေပြောစရာတော့လိုတော့မှမထင်ပါဘူးမိဘပြည်သူညီကိုမောင်နှမများနဲ့တွေ့ဆုံရတော့အခွင့်ကျွန်တော်တို့ဒီနေ့ရတဲ့အတွက်ကြောင့်ဖျားရှင်ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဝမ်းလည်းအထူးပဲတာပါတယ်ကျွန်တော်ညီကိုမောင်နှမများကိုတခုမေးချင်တယ်ဒုက္ခရောက်ချင်တဲ့သူဘယ်သူရှိလဲငိုချင်တဲ့လူဘယ်သူရှိလဲစိတ်ဆင်းရဲချင်တဲ့သူဘယ်သူရှိလဲရှင့်ကျွန်တော်ပြောပေးပါညီကိုမောင်နှမများခင်ဗျာဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ရဲ့ဒေသမှာဒုက္ခရောက်နေတဲ့လူတွေအများကြီးပါပဲတချို့စားစရာမရှိဘူးတချို့အိပ်ဖို့ကျမ်းပြင်မှာအိပ်ဖို့ဖြာတစ်ချက်တောင်မရှိဘူးအဲ့ဒီလူတွေဟာဘယ်သူလဲ image of God ဘုရားသခင်ရဲ့ပုံရိပ်တွေဖြစ်တယ်ကျွန်တော်တို့ရဲ့နှလုံးသားတွေဖြစ်တယ်ကျွန်တော်တို့ရဲ့မိတ်ဆွေတွေဖြစ်တယ်ကျွန်တော်တို့ရဲ့ညီအကိုတွေဖြစ်တယ်ဒီကနေ့သူတို့အတွက်ကျွန်တော်တို့အသက်ရှင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ပေးကမ်းရမှာဖြစ်ပါတယ်ညီကောင်မောင်နှမတို့ကျွန်တော်တို့ယုံကြည်တဲ့ယေရှုကဘာပြောတယ်လဲအပေါ်အင်ဂျီတောင်းရင်အထဲကဆွတ်ကြဲပါချွတ်ပေးလိုက်ပါတဲ့ကျွန်တော်အခုပြောနေခြင်းဟာကျွန်တော်အားလုံးတွေ့ပြီးတဲ့ဒုက္ခရောက်နေတဲ့ကျွန်တော်တို့ရဲ့နှလုံးသားတွေကိုပေးကမ်းဖို့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့အင်ဂျီ logo မှာအားလုံးတွေ့ပြီးရက်တင်ပြောတင်ရော we stand together ကျွန်တော်ဒီနေ့ဒီမှာရောက်နေတာမိတ်ဆွေတို့နဲ့အတူတူတကွ fellowship လုပ်နိုင်တာတအားကောင်းပါလေဘာလို့လဲကျွန်တော်တို့ရဲ့ဒုက္ခရောက်နေတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေအတွက်အားအင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒီမှာရောက်တာကျွန်တော်တို့အတွက်မဟုတ်ပါဘူးကျွန်တော်ဒီမှာအလဲလာတာလည်းမဟုတ်ပါဘူးကျွန်တော်တို့မှာရှိတဲ့ခွန်အားငွေဉာဏ်အမျိုးမျိုးနဲ့ကျွန်တော်တို့စက္ကန့်နေခြင်းဖြစ်ပါတယ်လို့လည်းကျွန်တော်ပြောချင်ပါတယ်ဒါကြောင့်မို့အခုနကျွန်တော်ပြောတဲ့အတိုင်းယေရှုဟာအပေါ်အင်ဂျီကိုတောင်းရင်စွတ်ကြဲကိုပါပေးလိုက်တဲ့ထက်ဒါကြောင့်ခြေတော်ညီကိုမောင်နှမတို့ကျွန်တော်တို့အလူငွေထည့်ဖို့ရအတွက်စာအိတ်တွေဝေပြီးသားဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တောင်းနေတာပါကျွန်တော်အတွက်မဟုတ်ဘူးကျွန်တော်ညီကိုမောင်နှမတွေအတွက်ဒုက္ခရောက်နေတဲ့ကျွန်တော်တို့နှလုံးသားတွေပြန်လည်ထမြောက်ရှင်တန်ဖို့အတွက်ဖြစ်တယ်ဂျေဇုပြု၍စာအိတ်တောင်းရင်အခုနထည့်ထားတဲ့နဲမယ်လို့ထင်တဲ့လူတွေကထပ်ပြီးတော့ထည့်ပေးပါလို့ကျွန်တော်ပြောရင်နှိကုံးချုပ်ပါတယ်ခင်ဗျာစာအိတ်ကိုတော့ကျွန်တော်တို့အပြန်မှာကျရင်တို့တတ်မှတ်ထားတဲ့ပုံးတွေရှိပါတယ်အဲ့ထဲမှာထည့်ပြီးတော့ကျွန်တော်တို့စက္ကန့်နိုင်ပါတယ်要政府后呗，所以侬话呢，安提阿苗下呢份，个地瑞我爱顺单呐，连你米贴是米高拿的，我讲我爱考考你来读读，政府份来家是那人，贵份是人奴的，是你多个呐。然后么，但你安提苗下呢，新加坡我们看懂啊。มาเลเซียก็มุ่งคนมุสลิมอเมริกาก็เด่นหน้าอย่างไปสักคนน่ะนี่เฮ้ยบาเบรียันชิดูอันเดียบสไซนี่ชิดูแต่นี่อันเดียก็รู้ก็ว่าใช่อเมริกาก็จึงพอตุบ
ออสเตรเลียจึงพวกตู้มันเน่าใส่มุงกันจึงจำน้ำมันเน่าจึงพวกอันยูวุ่นปองอันยูเร่ใครไม่จออันเถอะอันเถอะอันยูไปมนุษย์ด้านไรอันเถอะอันยูไปมันกบมันการไรก็เลยมันก็คิดกุมดินละดีเรางากาอุนามีช่องนั้นสูมีอยู่คู่เร่วุ่นปองไรอย่างไว้มาคนได้ช่องมาคนตามอยู่ไว้วุ่นปองอยู่ชากันน้ำตาจะสามชุ่มขีมีเล็บราวุ่นปองตางา
ra un po ta I don't do shina yukunga ha tago gaga damura ta tunguta no shamalainya akana yang sulung pakit kasa jangan yang jayu yang muaida sia alam sundana kau còn số mấy lấy tiếng để xua sẽ một xe áo việc pro sản sinh để cả nhà sai chỉ thế để biết sai như mà có thằng ngã ngay cả sắc không ngã nuôi ai muốn đã làm yong go có không mệt qua ai yong go na amen cho sắc không ngã như sắc không ngày nào mới cho nắng ngày anh lo xin mai Shakani, Bruma Wasai, Jai Mundangari Kuma, Sama, I love you. Người mà có thằng nào người kẻ sắp không nắng nuôi ai muốn đã làm yong go có không mẹ của ai yong go đã mới cho sắp không Shakani, Bruma Wasai, Shinai
Amen. Young man. Come on, young man. Thank you.